အားကျမခံတေးစားစားပြီးအမှတ်ထင်းခဲ့ကြတဲ့အာဆင်နယ်နဲ့လီဗာပူးအားလုံးပဲမင်္ဂလာပါများ YGL Titan Sport ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။လက်လောပရီးမီးယားလိဂ်ကပွဲချက်ကာလကိုရောက်ရှိနေပါတယ်။တပတ်ကို3ပွဲကစားနေရတဲ့အသင်းတွေဟာနီးစနစ်ကောင်းကောင်းနဲ့ပြိုင်ဘက်ကိုအနိုင်ယူနိုင်ဖို့အတွက်အရေးကြီးနေပါတယ်။အသင်းဟာအသင်းကြီးချင်းအနိုင်ရအောင်နဲ့ချန်ပီယံဖြစ်ပါဘူး။အသင်းကရလက်ကောင်းကိုရေရှည်ထိန်းထားပြီးအသင်းလက်အသင်းငယ်တွေနဲ့အမှတ်တွေမရောမှသာအမားလေးနဲ့ချန်ပီယံဖြစ်နိုင်မှာပါ။မေကေအာဒီတာနဲ့အာဒီစလော့ဟာဒီတစ်ခွက်ကိုညီတူညီညာသုံးခဲ့ကြပြီးတယောက်တစ်ပိုင်းစီကန်သွားခဲ့ကြပါတယ်။ပရာပိုင်းကတော့အာဆင်နယ်ရဲ့ရှိုးဖြစ်ပါတယ်။အာဆင်နယ်တိုင်းစစ်ကိုလီဗာပူးတို့17ရာလုံးဆင်းပိတ်ပြီးခုခံနေခဲ့ရပါတယ်။အာဆင်နယ်ကတောင်ပန်တွေကနေထိုးပေါက်ပြီးဂိုးရှိကိုဖျက်တင်ဘောတွေပေးနေပေမဲ့ရိုကရက်အကြီးတိုက်စစ်ကိုဥဆောင်နေတာဆိုတော့ဂိုးမရတာကလည်းမဆန်းခဲ့ပါဘူး။ဒုတိယပိုင်းမှာအာဆင်နယ်ကကစားချလိုက်ပြီးလီဗာပူးလည်းဖြစ်ခဲ့ပါတယ်။ပရာပိုင်းတော့ကကောင်တာကစားတော့ကမှဘာတန်းတွေဘာတွေထိလိုက်သေးတဲ့လီဗာပူးဟာဒုတိယပိုင်းသူတို့တိုင်းစစ်ဆင်ရတော့ဘာမှဆက်မဖြစ်တော့ပဲဘောလုံးကင်ထားပြီးဂိုးပေါက်တောင်တစ်ချိန်လေးမှမတက်လိုက်ပဲရုန်းကန်နေရပါတယ်။အာဆင်နယ်ကဒီနေ့တွေမှာလီဗာပူးကိုအနိုင်မကစားနိုင်ပဲတေးပဲကြနေခဲ့ပါတယ်။ဒီဘက်မှာထုံးစံမပြတ်ဂိုးမရှိသေးရလက်နဲ့ပဲကျင်းနေလိုက်ရပါတယ်။ဒါတော့မှဒဏ်ရာပဒနာများနေတဲ့နှစ်သင်းဟာတယောက်ကိုတယောက်ဒဏ်ရာရသွားကြပါသေးတယ်။နောက်ကန်လို့ဟင်ကာပီယာနဲ့ကော်နာဘလလီတို့ကဒဏ်ရာတွေကြောင့်လူစားလဲလိုက်ရပြီးနေပြတွေကိုခေါင်းကိုက်ဆရာတွေပေးနေပါတယ်။ဒီပွဲသေးကြတော့အာဆင်နယ်ကဇာတ်ထိပ်မှာဆက်လက်ရပ်တည်နေပြီးမန်ချက်စီးတီးကို6မှတ်ဖြတ်ထားနိုင်ပါသေးတယ်။လီဗာပူးကတော့တော့4ဝင်ခွင့်အတွက်ဆက်လက်ရှင်ပြိုင်နေပြီးပြိုင်ဘက်ကို2မှတ်ဖြတ်ထားနိုင်ပါသေးတယ်။ရာသီကုန်မှာအာဆင်နယ်နဲ့လီဗာပူးရီမန်းချက်ပန်းနိုင်နေစီအသီးသီးရောက်ရှိနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရပါမယ်။ကျေးဇူးပေးကြတာကျေးဇူးတင်ပါတယ်။